那ကျွန်တော်တို့သွားမယ်လို့ထင်တဲ့ဟာကြီးတော့ထွက်သွားတယ်ဟိုနောက်တစ်စီးလာအစီအစဉ်ကတော့ဒီရ6 brand မြေထဲမှာရှိတဲ့ cruise နဲ့တပတ်မောင်းပြီးတော့တပတ်မောင်းနေနဲ့ dinner စားမယ်စီစဉ်ပါနောက်ဆုံးစီကိုသွားကျွန်တော်ခုတင်မောက3စီးပူးရတယ်အဲ့ပူးရတဲ့နေရာမှာကျွန်တော်ဟိုးဘက်ဆုံးတင်မောအဲ့တင်မောတွေကနေဖြတ်သွားကျွန်တော်တို့အပေါ်ဒိတ်ကိုရွှေ့ပေးလိုက်ပါတယ်အပေါ်ဒိတ်နေရာကောင်းမဲ့နေရာကိုရွှေ့ပေးမှာဖြစ်ပါတယ်အဲ့တော့ကျေးဇူးတင်စွာနဲ့ဒီဇိုင်းမန်နေဂျာမန်နီဗီယိုပရိသတ်ပါအခုကျွန်တော်သမင်းမစားသေးခင်မှာဒီလှေလေးပေါ်မှာရှောက်ပြီးတော့ဟိုကြည့်ကြည့်လေးရှောက်လုံနေပါတော့ဘယ်လိုရှေ့ပိုင်းလေးကြာနည်းနည်းလေးဖောင်နေမယ်သူကဘာဝတီလေးလည်းရတယ်ပြီးတော့အခုလည်းအေးမရှိဘူးဆိုတော့ရှေ့ပိုင်းလေးကတော့အကောင်းဆုံးပဲချင်းချင်းချင်းလေးလေးဒါ Bling wanna make the world dance forget about the price tag Morning နေတို့ထားနည်းနည်းစောတယ်အခု7နာရီကျော်ပဲရှိသေးတယ်ဟိုတည်းကထွက်ပြီးတော့အခုပထမဆုံးနည်းတို့ floating market ကိုသွားပါမယ်ဒီနေ့ကတော့လေးလာရေးပေါ့မနေ့ကစော့တာရေးပါသွားဆိုတော့ဒီလေးလာရေးဆက်ကြမယ်ဒါလေးကတော့ဆွေသွားပေါ့နော်သူတို့စီမာကဒီလိုမျိုးကားလေးနဲ့လိုအချိုးပွဲလေးတွေစားကြလေးရောင်းတာခစ်စားတယ်အဲ့ဒါလေးအရင်မိုက်ပါတယ်ရန်ကုန်မှာဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးလို့ရှိရင်ဘယ်တော့မှအရင်မကြပဲနဲ့ဆွဲဆောင်မှုရှိတဲ့အရာလေးချင်းခဲ့ floating market ကဒီကနေနည်းနည်းတော့လှမ်းတယ်တနင်္လာရီလောက်မောင်းရမယ်လို့ပြောတယ်ချင်းကဲအခုတော့တို့ဈေးကောင်းမကွဲခင် floating market ကိုသွားနော် floating market အစီဆုံးချိန်ကမနက်9နာရီကနေ17နာရီလောက်ကအစီဆုံးပဲဆိုတော့အဲ့ဒီကိုအမိသွားမှာတော့အခုသွားနေပါတယ်တနားရောက်ကြမယ်ပြောတယ်တုံးကတိုင်းခဏနေအိတ်ကြပေါ့အိတ်ွားကြတာပေါ့ပြီးရင် floating market ပေါ်မှာပြန်တွေ့ပါမယ်ပရိသတ်တွေအားလုံးမနေ့ကကြော်စရာလေးတွေပြီးသွားပြီဆိုတော့ကျွန်တော် day 3မှာလေးလာစရာလေးတွေသွားမယ်နော်ဟိုရန်ကုန်မသိမ်းလောက်ရှိရဝေးပဲတော့ဘယ်တော့မှအဲ့လိုဘယ်တော့မှဒီယူရအောင်လို့ floating market တွေအများကြီးရှိတဲ့နေရာကျွန်တော်တို့ကအခုကျွန်တော်တို့ရောက်နေ floating market နာမည်က Jamnon floating market လို့ခေါ်ပါတယ်ယူနေတော့တော်တော်ဝေးပါနားလောက်ရောက်တနားခွဲတော့ဟိုမင်းကကစားမနေဝေးရဆိုပုံလေးနီးရဲ့ floating market ကြီးရဟုတ်တယ်ဒါမဲ့ဒါတကယ်တော့အစ်ဘာအစ် original floating market ကျွန်တော်လည်းလိုက်ခဲ့ပါဦးပရိသတ်တို့လည်းတစ်ခါမရဘူးတော့စိတ်ဝင်စားပါတယ်กินသွားကြ 2 3 let's goပေးစီပါတယ်အဲကြောင့် bus ကို6ယောက်က2စီးခွဲပြီးသွားရမယ်။ဒါတော့နောက်ထပ်သတိပေးတာ balance လုပ်ပြီးထိုင်ပါတဲ့အဲကြောင့်လည်းတစ်ယောက်တည်းဆိုအလဲမှာထိုင်နေပြီးတော့လက်ကိုအပြင်ထုတ်ပါနဲ့တဲ့။နေချင်းပို့ရင်လက်ညက်မှာဆိုတဲ့။နာဆိုလို့ရှိရင်ဒီထိုင်နဲ့ပတ်သက်ပြီးတော့သဘောကျတဲ့အချက်တစ်ခုရှိတယ်။သူကလည်းကျွန်တော်တို့ကြားပါလား။ဟုတ်ကြပါဘုရားရဲ့စင်မောပေါ့နော်ဘုရားရဲ့အမှန်သားသိကြရလို့ဘုကဘောနဲ့ပဲဖြစ်နေအဲ့လိုဘုရားအတုံးဆောင်နေတယ်ဖြစ်နေအဲ့လိုပေါ့နော်သူကတော့ပါမှာအဲ့လိုတုံးဆောင်တာတို့ကအကြီးတယ်တော့တားမြင်ထားတယ်အဲ့ဒီတစ်ခုကတော့အဲ့လိုဒီမျိုးဖြစ်မှာဝင်နေတာဒါရဲ့ foreigner တွေပေါ့ဒီဘုရားဘာသာမကိုးကွယ် foreigner တွေလည်းတို့အဲ့လိုတတိပေးရဲ့အနေနဲ့ immigration မှာထားထားတယ်အဲ့ဒါတော့ဒီတို့တိုင်းပြည်ရဲ့သဘောကျပြီးတော့အကြည့်ရတော့ချက်တစ်ခုအိမ်တော်ပေးလို့ရပြီ။ခုနကဒီစိတ်သေးလေးတော့ပေးလိုက်တယ်။အိမ်ကြီးကနေပြီးတော့ရောင်းပြီးလေးမှာဆိုင်လေးတယ်ရောင်းရတဲ့ဟာလေးတော့ပေးလိုက်တယ်
တဲ့လူမျိုးပဲဒီနဲ့သွားကြတာဒါတော့တော့ကြမလို့ဆက်ကြပါ လမ်းချတဲ့လာပေါ့လမ်းမကြီးပေါ့ကားနဲ့ပြောလို့ရှိရင်တော့ ဟုတ်ဒီသွားနေတစ်ချောက်ပေါ့နော်လေးလာမိထားတဲ့အဲ့လိုဂရီထားမိရဲ့အရာတွေရှိပါတယ်ဒါပေမဲ့ဒီမှာတော့စက်တန်နဲ့ဆိုတော့တိတ်ပြောလို့မကောင်းပြီးတော့မှအကုန် review ရန်ကြော်ရစီကြတော့မှကျွန်တော်ပြောပြပါမယ် Coffee market ကပြောကြတယ်ဟိုးဒီဖြစ်တယ်နော်ဒီကတော့ဘာလာရဲပါဒီလမ်းကိုပတ်တယ်လမ်းမှာကျွန်တော်အိမ်ကြီးဆောက်ကြတယ်ဒီမင်းကမှအိမ်ကြီးကကိုပြင်းနေတော့တော့အဲ့လိုဆက်နေတယ် ဟိုကျွန်တော်ရောက်ပါပြီ floating market Welcome to Floating Market ယေ ဆုံးပြီနေချင်းတော့ဟိုရမယ်တော့ဟိုရမယ် ကျွန်တော်တို့ကကျွန်တော်ကုသိုလ်ရေးဇိုးကိုကြားရခုပါလေ တွေ့ဘူးလို့ပဲဟိုဘက်ကငါပြ celebrate ရ နေ တာ တော့ ဟုတ်ပါကျွန်တော်တို့ဈေးကိုတင်းနေသွားတာပါကြီးကျွန်တော်လည်းကျွန်တော်လိုက်ကြည့်ရလို့ခံစားအောင်အာကိုကြောက်တယ် အချင်းချင်းတွေ့ရတာပုံပြောဘူးက အရှိမဆိုရင်ဆိုင်ငန်းလေးအများကြီးတွေ့ရတာဖြစ်ပါရဲ့ထုတ်ပြီးတွေ့ရ ပြိုင်မောင်းနေ ဟုတ်ကျွန်တော်တို့အခုသွားနေတာဈေးကိုမရောက်သေးဘူးတဲ့ဈေးကအရှိမှာတဲ့အခုမရောက်သေးဘူးတဲ့သွားနေတော့မယ် ။ဘာဖြစ်လဲလက်နဲ့လော်တဲ့ဟာလေးတွေလည်းရှိတယ်။တို့ကဒီကအင်ဂျင်နဲ့ပေါ့နော်။လက်နဲ့လော်တဲ့အင်ဂျင်နဲ့ ဒီမှာတွေ့တယ်ဟိုတို့ရပညာရေးပေါ့နော်ဟိုတို့တက်နေတဲ့ပညာရေးဖြစ်တဲ့အတွက်ဒီလိုနေရာမျိုးမှာဟိုဒီကျောင်းလေးဆောင်တာကျောင်းလေးရတယ်ဆိုတော့နေရိုးအလုံးကျောင်းကြီးလိုကျောင်းကြီးကတ်ချူရတယ် ဒီမှာခုတတိထားမိတာသူအိမ်နေအားလုံးကဘက်ပေါ်ပဲမျက်နှာစာလှည့်ထားတယ်။ဘက်တွေကနောက်ဖေးတွေလုံးဝခြံစည်းရိုးနဲ့ပိတ်ထားတယ်ဆိုတော့သူတို့ရဲ့ဒီကြားထဲကလမ်းဆက်သွယ်ရေးကဒီနေ့တစ်ခုပဲအားကိုးပုံများတယ်ပုံစံညိုရဲ့အရှိရလေဒါတော့လောက်ရှိရနဲတဲ့ပုံစံညိုကိုတခါမြင်မှုလောက်ကြီးရကော အားကြမ်းပါကြီးပဲ။ဒီနေ့ floating market လေးရှားတဲ့ဝင်တော့မယ်ပေါ့နော်။ဟိုနှီးလေးတွေကြီးကြီးလေးတွေမှာနှီးလေးတွေဒီနေ့ဒီကြိုက်ပြီးတော့ထိပြီးတော့ဈေးဝယ်ကြတယ်။ ရှိပါတကယ်စီရဲပဲကြီးနဲ့တက်တယ်ကိုစပြီးတော့ မျိုးလေးအိမ်ထဲကြလေးတွေရန်နေမောင်းတဲ့လူရဲ့ scale တွေကတော့မသိဘူးပြ။ဒီချားရဲ့မောင်း Play traffic ဒီကဖေး Play traffic ထဲရောက်လာပါပြီဒီနေ့ဒီခုတိုက်ပြီးတော့ကျွန်တော်တို့ Floating Market ထဲကိုကျွန်တော်တို့နေမစည်းခွဲထားအောင်နော်ဒီဘက်နေရာနေပြီးတော့ကျွန်တော်အစ်စ်လေးပါတစ်စီးနောက်ထပ်3ယောက်ပါပါတယ်ဟိုဒီလေးမှာကျွန်တော်3ယောက်နဲ့ကြားသူပေါ့ ဒီနေ့တည်းကအဲ့လိုအငဲငယ်ပုတ်ရုံလောက်ကတော့ဘာမှမဖြစ်အောင်လိုထားပြီးသားဒီထဲမှာအဲ့လိုကြက်နေမှန်းသိလို့ ခုနကတော့ကျွန်တော်တို့ဟိုဈေးသိမ်းသွားပြီရှင်ဒါပေမဲ့ already အများကြီးရှိသေးတယ်နောက်ပြီးတော့တခြားလေးတွေအဲ့လိုကြက်ကြက်ပြီးတော့ဒါတော့ play traffic ကြီးဖြစ်နေအဲ့ဒီကြားထဲမှာအကုန်လုံးကလက်နဲ့လော်တဲ့လေရှိရယ်နောက်ပြီးတော့ကျွန်တော်တို့စက်နဲ့လေရှိရတော့ဒီလောက်လေအများကြီးကြားထဲမှာတို့တယောက်နဲ့တယောက်နားလည်မှုဘယ်လိုယူပြီးသွားနေလဲဆိုတော့တကယ်လေးစားဖို့ကောင်းပါတယ်